အောင်မြင်ရေးအဆိုမိတ်10ခု1မအောင်မြင်သေးဘူးဆိုရင်လေ့လာသင်ယူဖို့လိုအပ်နေသေးလို့ပဲအမားတွေကသင်ခန်းစာတွေပါဆက်ပြီးလေ့လာပြည့်စည်နေရင်အောင်မြင်မှုနဲ့ပိုနီးလာပါမယ်2အရှုံးကိုကြောက်တာဟာအခွင့်အရေးကိုဆုံးရှုံးတာပဲမကြိုးစားခင်ကတည်းကရှုံးမှာကိုကြောက်နေရင်ဘာကိုမှစတင်နိုင်မှာမဟုတ်ပါဘူး3ဘယ်တော့မှအရှုံးမပေးသူကိုဘယ်သူကမှအနိုင်ယူလို့မရပါဘူးစိတ်ဓာတ်မကြပဲဆက်လက်စူးစမ်းနေခြင်းဟာအောင်မြင်မှုရဲ့အဓိကတော့ချက်ပါ၄ယနေ့စိုက်ပျိုးတဲ့အပင်ကမနှက်ဖန်ရဲ့အရေးပါပဲဒီနေ့စူးစမ်းအားထုတ်မှုတွေကအနာဂတ်မှာကောင်းကျိုးတွေကိုတည်ဆောင်လာပါလိမ့်မယ်၅အိမ်မက်မဲ့ယုံနဲ့အောင်မြင်မှုကရလာတာမဟုတ်ပါဘူးအဲ့ဒီအိမ်မက်ကိုလက်တွေ့လုံးမှရလာတာပါအစီအစဉ်ချပြီးဒီဇိုင်းမက်လှုပ်ဆောင်ဖို့လိုပါတယ်6ပြဿနာတိုင်းမှာအခွင့်အရေးတစ်ခုပုံကွယ်နေတတ်တယ်အခက်အခဲတွေကိုအမြင်နဲ့ကြည့်ပြီးတင်ယူစရာတိုးတက်စရာအခွင့်အလမ်းအဖြစ်ရှုမြင်ပါ9တင်စတင်တဲ့အချိန်ဟာအကောင်းဆုံးအချိန်ပါပဲပြည့်စုံတဲ့အချိန်ကိုစောင့်နေမယ့်အစားလက်ရှိအချိန်ကနေအရေးကြီးတာတွေကိုစလုပ်လိုက်ပါ10ရှိမှန်းချက်မရှိရင်ပန်းတိုင်ကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးရှင်းလင်းတဲ့ရည်မှန်းချက်တွေတတ်မှတ်ပြီးအဲ့ဒီအတိုင်းရှောက်လမ်းမှာကိုစူးစမ်းထုတ်မှုဆိုတာအချိန်မရွေးနေရာမရွေးလိုအပ်တယ်အချိန်အတိုင်းအတာတစ်ခုအထိသာမဟုတ်ပဲအဆက်မပြတ်စူးစမ်းနေဖို့လိုပါတယ်10အမားတစ်ခုစီတိုင်းဟာတိုးတက်မှုအတွက်ခြေလှမ်းတစ်လမ်းပဲအမားလုံးမိလို့စိတ်တက်မကြပဲအဲ့ဒီအမားတွေကနေတင်ယူပြီးရှေ့ဆက်ပါဒီအဆိုအမိန့်တွေတဲကဘယ်အချက်ကလူကြီးမင်းကိုအများဆုံးစိတ်ခွန်အားဖြစ်စေပါသလဲဒီစကားတွေကလူကြီးမင်းကိုစိတ်ခွန်အားဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါဒါကတော့အောင်မြင်ရေးအဆိုမိန့်10ချက်ကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့တန်ထေဦးဖြစ်ပါတယ်အဆုံးထိကြည့်နားထောင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအောင်မြင်ပျော်ရွှင်သောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေ